သမီးလေးရေဘဝမှာတတ္တိရှိဖို့လိုတယ်နော်လောကရန်မုံနဲ့တစ်ခါတလေပြင်းတတ်တယ်တစ်ခါတလေကြတော့လဲကိုယ့်ကိုအလဲထိုးတတ်တယ်အဲ့တော့ကိုတတ္တိရှိခြင်းနဲ့ရင်ဆိုင်မှုလိုတယ်ကြောက်လင်လွဲရဲလေမင်းဖြစ်ဆိုတဲ့မြန်မာစကားပုံတစ်ခုရှိတယ်သမီးကြောက်တတ်တဲ့သူဒါမှမဟုတ်တတ္တိနေတဲ့သူအတွက်အခွင့်အရေးတွေလွဲချော်တတ်တယ်ရဲရင်သူတတ္တိရှိတဲ့သူတွေအတွက်သူများမရနိုင်တဲ့အခွင့်အလမ်းကောင်းတွေရတတ်တယ်တောင်ပေါ်မတက်နိုင်တဲ့သူဟာတောင်ပေါ်မှာပွင့်တဲ့တစ်ခွပန်းကိုမခူးနိုင်သလိုတတ္တိမရှိရင်မဆိုင်ရဲသူဟာလည်းပြဿနာအခက်ခဲကြားမှာရှိတဲ့အခွင့်အလမ်းကောင်းတွေကိုမရနိုင်ဘူးသမီးစူးကြောက်ရင်တော့သမီးနှင်းစီပန်းခုပန်လို့ဘယ်ရမလဲဒါကြောင့်တတ္တိရှိဖို့လိုတယ်သမီးရင်ဆိုင်ရတဲ့တတ္တိရှိရမယ်ပြောဆိုရတဲ့တတ္တိရှိရမယ်ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဆိုပြီးဘာမဆိုရင်ဆိုင်ရရမယ်ဘာပိတ်ကိစ္စပဲဖြစ်ဖြစ် never give up အလွယ်တကူအလျှော့မပေးအရှုံးမပေးရဘူးအလွယ်တကူအလျှော့မပေးအရှုံးမပေးခြင်းဟာတတ္တိရဲ့စွမ်းရည်တစ်မျိုးဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဖြစ်ချင်တာဖြစ်အောင်လုပ်မယ်ကိုလိုချင်တာရအောင်ယူမယ်ဘယ်လိုအနှောက်အယှက်အဟန့်တားမျိုးမဆိုရင်ဆိုင်ကြော်လွှမ်းမယ်ဆိုတဲ့စိတ်ဓာတ်ကတတ္တိပဲဖြစ်တတ်ပြီအဲ့ဒါလို့တတ္တိမျိုးသမီးမှရှိစေခြင်းနဲ့